အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နေ့စဉ်သုံးစကားပြောအတူလေး12ကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဟုတ်လို့အင်္ဂလိပ်စာလေ့လာနေရဆိုလို့ရှိရင်တော့ channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နံပါတ်1အနေနဲ့ကလေးတိတ်မဆန်နေဆိုရင် stop being so childish stop being so childish လို့ပြောလို့ရပါတယ် stop ရက်လိုက်တော့being so childish ကကလေးဆန်တော့ so childish ဆိုကလေးသိပ်ဆန်တဲ့အရန်ကလေးဆန်တာပေါ့နော်အဲ့လိုမျိုးကလေးဆန်ချင်းကိုရက်လိုက်တော့လို့ပြောချင်ရင် childish က adjective ဖြစ်တဲ့အတွက်ကြောင့်မို့လို့ stop ပြနောက်မှာနော် verb ing အဲ့တော့လိုက်တာဖြစ်တယ်အဲ့တော့ဒီ adjective ကို verb တစ်လုံးဖြစ်ပြောင်းချင် verb to be နဲ့ပေါင်းစပ်ပေးရပါတယ်အဲ့ဒီ verb to be နဲ့ပေါင်းလိုက်တဲ့အခါမှာ be so childish ကနေပြီးတော့ stop ရဲ့နောက်မှာလိုက်တဲ့အတွက် being လေးဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့နံပါတ်2အားကြအောင်မဆောင်နဲ့ဆိုရင် don't play them အားကြအောင်မဆောင်နဲ့ play them ဆိုတာကြတော့အားကြအောင်ဆောင်သည်ဆိုတဲ့ verb 0လေးဖြစ်တယ် phrasal verb လေးအတွဲလိုက်ချက်ထားမှာဖြစ်တယ်အဲ့တော့မနဲ့ဆိုရင် don't လေးထည့်ပေးလိုက်ရုံပါပဲနောက်တစ်ခုကခေါင်းမချုပ်ပါနဲ့ဆိုလို့ရှိရင် don't get confused ခေါင်းမရှုပ်ပါနဲ့ confused ရှုပ်ထွေးတာပေါ့နော်သူကလည်းဒီ confused က adjective ဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb တစ်လုံးပြပြောင်းချင်လို့ရှိရင် adjective နဲ့တွဲလို့ရတဲ့ဟာတွေကတော့အများကြီးရှိရပေါ့နော်ဥပမာဆို get နဲ့တွဲလို့ရတာရှိရ verb to be နဲ့တွဲလို့ရတာရှိရlose တွေ same တွေပေါ့နော်အဲ့လိုမျိုး verb လေးတွေရှိပါတယ်အဲ့ဒါကိုအသေးစိတ်လေးထပ်ပြီးတော့တင်ပြပါအောင်မယ်ဒီမှာတော့adjective နဲ့ဒီ get နဲ့တွဲထားတာ verb တစ်လုံးဖြစ်အောင်လို့ပေါ့နော်တုံးရနောက်မှာ verb 0 infinitive verb လေးပဲလိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ adjective လိုက်မယ်ဆိုရင် adjective ကို be နဲ့ပေါင်းခြင်းပေါင်းမပေါင်းခြင်း get နဲ့တွဲပေးရပါတယ်အဲ့တော့အတူတူပဲလေဆိုရင် just the same အတူတူပဲလေဒါလေးကတော့သိမှာပါเนาะ same ဆိုတာအတူတူပဲတူညီရဲ့အရာတွေကိုပြောတာအတူတူပဲလေဆိုရင် just လေးထည့်ပြောလိုက်မယ် just the same မင်းလုံးဝမှန်တယ် you are totally right လို့ပြောလို့ရပါတယ် you are မင်းက right မှန်တယ်လုံးဝလို့ပြောချင် totally လေး ever လေးထည့်ပြီးတော့ပြောပေးရပါမယ်ငါလက်ကိုကင်ထားပါ hold my hand hold ဆိုတာကင်ထားသည်စုပ်ကင်သည်ကျင်းပသည်ဆိုတဲ့အတိတ်ပဲလေးရပါတယ်ဒီနားမှာတော့ကင်ထားသည်ဆိုတဲ့အတိတ်ပဲလေးပေါ့ my hand ငါရဲ့လက်ကိုအဲ့တော့ verb တွေကိုရှေ့ကနေပြီးတော့ subject မပါပဲပြောတဲ့အခါမှာဆိုရင်ညာတစ်ဖြစ်ပါနေတဲ့ဘာသာပြန်ပါတယ်သွားပါလာပါစားပါပေါ့အစရှိသဖြင့်ဒီမှာလည်းပဲ subject မပါတဲ့အတွက်ကြောင့်မလို့ hold my hand ငါလက်ကိုကင်ထားပါဒါလေးကတော့တိတိကျကျပြောရမယ်ဆိုလို့ရှိရင်เนาะဒီအမိန့်ပေးတောင်းပန်ဝတ်ကြပေါ့เนาะ orders and requests sentences တွေမှာပါတာပေါ့နောက်တစ်ခုမင်းဘာတွေပြောနေရလဲဆိုရင် what are you talking about မင်းဘာတွေပြောနေရလဲ what ဘာ are you talking about ပြောနေရလဲအကြောင်းအရာတွေပြောဆိုရင် talking နောက်မှာ talk about လေးနဲ့တွဲပါတယ်အဲ့တော့မင်းဘာတွေပြောနေရလဲဆိုရင် what are you talking about နင်ဘာကြောင့်တအားဆက်စုနေတာလဲ why are you so curious နင်ဘာကြောင့်တအားဆက်စုနေရလဲ why ဘာကြောင့်လဲ are you so curious ကကြတော့ဆက်စုတော့ဆိုတဲ့ပုံစံတအားဆိုရင် so လေးထည့်ပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ဒါကတော့မေးခွန်းဆိုတော့ you are so curious ဆိုရင်နင်အရန်ဆက်စုတာပဲအဲ့ဒါလေးကိုမေးခွန်းဆိုရင် verb to be နဲ့ subject နဲ့ပြောင်းပြန်လုပ်ပေးရတာဖြစ်တယ် why are you so curious နင်ဘာကြောင့်တအားဆက်စုနေရလဲမင်းနဲ့နောက်မှစကားပြောမယ်talk to you later မင်းနဲ့နောက်မှစကားပြောမယ် talk to you talk စကားပြောရဲ to you မင်းကိုနော် later ဆိုတာနောက်မှအဲ့တော့မင်းနဲ့နောက်မှစကားပြောမယ်ဆိုရင် talk to you later သူနဲ့နောက်မှစကားပြောရမယ်ဆိုလို့ရှိရင် talk to him later ဒီနားမှာဘယ်သူနဲ့ပြောမှလဲ you နေရာမှာကိုကြိုက်တဲ့ကိုပြောမဲ့လူပုဂ္ဂိုလ်တွေကိုထည့်ပြီးတော့ပြောလို့ရပါတယ်ဒါမင်းမဟုတ်ပါဘူးဆိုရင် it's not your fault ဆိုပြီးပြောလို့ရပါတယ် it's not မဟုတ်ဘူး your fault မင်းရဲ့အမှားပေါ့နော်အဲ့တော့မင်းမဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်တကယ်ချင်းနေပြောတဲ့အခါမှာငါအမှားပါ my bad ငါအမှားပါလို့ပြောတဲ့အခါမှာ it's not your fault မင်းရဲ့အမှားမဟုတ်ပါဘူးပြောပြီးလို့ရပါတယ်ဈေးလျှော့အောင်မလား any discount ဈေးလျှော့အောင်မလား
any discount ဆိုတာ short စီးရှိအောင်မလားဆိုပြီးအတူလေးမေးတာပေါ့နော်ဒါလေးကတော့မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ဆိုရင် never say never မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ never ဆိုဘယ်တော့မှ say ပြောရယ် never ဘယ်တော့မှဆိုစကားဘယ်တော့မှမပြောနဲ့ဆိုတော့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်တော့မှမပြောပါနဲ့ဆိုအကျိတ်ပဲလေးဖြစ်ပါတယ်ဒီစကားပြောအတူလေးကလည်းအရန်ကိုအကျိုးရှိရပေါ့နော်တကယ်ချင်းတွေဖြစ်တခုခုတရားရောက်နေပဲဖြစ်ပေါ့နော်ဒီမဖြစ်နိုင်ဘူးဘယ်လိုလဲမဖြစ်နိုင်လောက်ဘူးအဲ့လိုပြောတဲ့အခါ never say never ဟဲ့မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ဒီလိုလေးပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီနေ့မှာနေ့စဉ်သုံးစကားပြောလေးပေါ့နော်12ကြောင်းကိုအသေးစိတ်ဘယ်လိုလေးရေးရလဲပေါ့နော်တတ်နိုင်တဲ့လောက်တော့ရှင်းပြပေးထားတာဖြစ်ပါတယ်ဒီလိုမျိုးအသေးစိတ်ရှင်းလင်းချက်လေးတွေကိုခေါင်းစုလေးတွေအစွတ်စွတ်စီးနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ blog by name YouTube channel လေးကို subscribe လေးလုပ်ပြီးတော့အင်္ဂလိပ်စာလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်